ကမ္ဘာဗလာပြိုင်ပွဲတစ်လျှောက်ဖိုင်နယ်မဟုတ်သေးပဲဖိုင်နယ်တက်ပို့ပြီးကြည့်ကောင်းမယ်ဆီမီဖိုင်နယ်ပြည်သက်နဲ့စပိန်မှာအခွင့်အရေးက90-90ပါပဲညီကိုတို့အမြင်ဘယ်အသင်းကနောက်တစ်ဆင့်တက်လန်းသွားမလဲထင်ကြလဲမင်္ဂလာပါဘောက်တူဘောက်ဖုတ်ဘော Facebook page ကနေ YouTube ကနေကြိုဆိုပါရစေစပိန်နဲ့ပြင်သင်းတို့ရဲ့ပွဲကျေသုံးချက်အမြင်ရွေးချယ်မှုဈေးကွက်ဘယ်အသင်းကိုရွေးရမယ်လဲဆိုတာကိုကျွန်တော်ပြောပြပေးသွားပါမယ်ဒီပွဲကကစားကွက်တဦးချင်းစီရည်သွေးနဲ့စိတ်တဲ့ပိုင်းအနိုင်ရှုံးတို့ကိုအဆုံးဖြတ်ပေးနိုင်မဲ့အရေးကြီးတဲ့ပွဲတစ်ပွဲပါပြင်သစ်ကိုကြည့်အောင်ပြင်သစ်ကဝါကတ်တလျှောက်မှာအကောင်းဆုံးစွမ်းဆောင်ရည်ကိုပြသထားတာပါမော်ရိုကိုကို2စီးနဲ့နိုင်ပြီးဆီမီဖိုင်နယ်ကိုတက်လန်းခဲ့တာပါဒီထဲမှာချီကျူးရမှာကဘာပေးပါ6ပွဲကစား8ကိုသွင်းထားတယ်တော်တော်ကောင်းတဲ့ပါဖို့မှန်ပါပဲနောက်ပြီးခန်းစစ်မှာဆိုလဲကွန်တေးနဲ့ဆလီပါတို့ရဲ့ဘိုးခန်းစစ်အတွဲကလည်းအတော်လေးကိုအရန်တည်ငြိမ်ပါတယ်တက်စစ်မှာဆိုလဲကြောက်စရာအလုံးကောင်းပါတယ်။အိုလီဇေဒူဝေဒမ်ဘလီဘာပေတို့ရဲ့တက်စစ်ကစပိန်ခန်းစစ်ကိုကောင်းကောင်းကြီးဒုက္ခပေးနိုင်ပါတယ်။စပိန်ကိုကြည့်အောင်စပိန်ကဒီဝါကတ်မှာကခန်းစစ်တည်ငြိမ်ဆုံးနဲ့ကစားပုံအလားဆုံးအသွင်းတွေကတသိန်းဖြစ်ပါတယ်။ကွာတိုက်ဖိုင်နယ်မှာဘယ်ဂျီယန်ကို2-1ဆိုတဲ့မိုက်ကယ်မာရီနိုရဲ့အနိုင်ဂိုးနဲ့တက်လန်းခဲ့တာပါ။စပိန်မှာပြင်သစ်ကိုကောင်းကောင်းကြီးဒုက္ခပေးနိုင်တာကလမိုင်းယာမယ်နဲ့ရိုဒီနဲ့ပတ်ထီရိုရဲ့ကွင်းလယ်အတွဲလုံးတွေပါပဲ။နှစ်သင်းစလုံးရဲ့တက်စစ်တွေကကစားပွဲရဲ့အဆုံးသက်တွေပြောင်းလဲနိုင်စွမ်းရှိတဲ့ကစားသမားတွေပါစပိန်ကအများစုဘောလုံးပိုင်ဆိုင်မှု90%လောက်ထိရယူမယ်ပြင်သစ်ကဘောလုံးပိုင်ဆိုင်မှု90%လောက်နဲ့ပြိုင်ပွဲရဲ့ခံသူကိုကောင်းကောင်းဒုက္ခပေးပြီးဂိုးရယူလေရှိတာပါဒီနေရာမှာကျွန်တော်တို့ကြည့်ရမှာကစပိန်ရဲ့နောက်တန်းကဘာပေးကိုဘလို့ကောင်းကောင်းထိချုပ်မလဲဒမ်ဘီလီအိုလီဆေးတို့ကိုဘလို့ကောင်းကောင်းထိချုပ်ကြမလဲတစ်ဖက်ကပြင်သစ်ရဲ့ခံစစ်ကလမိုင်းရမယ်ကိုဘလို့ကောင်းကောင်းထိချုပ်မလဲတွေကိုကျွန်တော်တို့ကသတိထားပြီးစောင့်ကြည့်ရမှာပါ။ကွင်းလယ်မှာဆိုရင်ရိုဒီနဲ့ပတ်ထရီတော်ရှူမန်နီနဲ့အရီယန်ရာဗီရောတို့ရဲ့ကွင်းလယ်အပြိုင်မှုကလည်းပို့ပြီးတော့စိတ်ဝင်စားစရာကောင်းပါတယ်။ဘယ်အသင်းကွင်းလယ်တွေကကောင်းကောင်းထိန်းချုပ်နိုင်မလဲဒါကပွဲတစ်ပွဲရလက်ကိုအကောင်းဆုံးပြောင်းလဲနိုင်စွမ်းရှိတာပါ။စပိန်ကဘောလုံးကိုအသာစီးရယူနိုင်ပေမဲ့ပြင်သစ်ရဲ့ကောင်တာအထွက်ကိုလည်းကျွန်တော်တို့မေးလို့မရပါဘူး။အဲ့တော့ညီကိုတို့ဘယ်အသင်းနိုင်ရမယ်ထင်လဲကျွန်တော်ကတော့ပြင်သစ်ကိုတက်စေချင်တယ်ဈေးကွက်ကိုကြည့်အောင်အဲ့တော့ဈေးကွက်မှာကပြင်သစ်ကိုဘော်ဒီဈေး35ဆိုပြီးပေးထားတယ်ကိုပေါင်းဈေးကတီးပလက်90ပြင်သစ်ကနေပြီးတော့ပေးထားတာပေါ့ဒီနေရာမှာကသတိထားမှာကဈေးကွက်ကဘယ်လိုပြောမလဲဈေးကွက်ကဒယ်ဈေးပဲတိုက်တဲ့ဘက်နေပြင်သစ်နေနေစပိန်နေနေပေးထားပါတယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့အရင်ရက်တွေကနော်ဝေးနဲ့အင်္ဂလန်မှာ1-1တေးကျသွားတယ်အာဂျင်တီးနားနဲ့ဆွစ်ဇာလန်မှာ1-1တေးကျသွားကျွန်တော်တို့အောက်ဆုံးပေးခဲ့တာပေါ့ဒါကျွန်တော်ရဲ့တွေးကတော့ဒီနေ့မှာကျွန်တော် body ကိုမယူတော့ဘူးကိုပေါင်းသေးကိုပဲကျွန်တော်ချစ်ကပ်ခြင်းနဲ့ဘာကြောင့်ကိုပေါင်းသေးကိုချစ်ကပ်တာဆိုတော့နှစ်သင်းစလုံးရဲ့တိုက်စစ်တွေကပြောင်းလဲနိုင်စွမ်းဂိုးဖြစ်ပြောင်းလဲနိုင်စွမ်းခါမအဆုံးသက်တွေရှိတယ်ပြီးတော့အရင်ရက်တွေကဂိုးအောက်ထားတယ်ကွဒီပွဲမှာအပြန်အလှန်သွင်းဂိုးတွေများဖြစ်သွားမလားပေါ့ဒီပွဲက1-1ကနေစကြည့်ရပါလိမ့်မယ်2-1 1-2ဖြစ်ရပါပဲရွေးချယ်မှုကတော့ကျွန်တော်ရဲ့ရွေးချယ်မှုကတော့ဂိုးပေါ်ပါဟုတ်ဒီကိုလေးအဆင်ပြေကြပါစေ